ကင်မရာစကိုင်းကျလို့လိုက်ပါတယ်။နေ့မှာတော့ကျွန်တော်က DJI Osmo Pocket 3ဝယ်ယူခင်းနဲ့ဝယ်ယူပေးခြင်းမှာစစ်ဆေးရမယ့်အချက်၃ချက်ကိုပြပြထားမှာဖြစ်ပါတယ်။ပထမဆုံးချက်အနေနဲ့ကျွန်တော်တို့ warranty activate လုပ်ထားလားမလုပ်ထားလားယူလို့စစ်ကမယ်။ Osmo Pocket 3ကကျွန်တော်တို့ parking ဖောက်ပြီးတော့မှဖုန်းထဲကနေပြီးတော့ DJI Mimo app နဲ့ချိန်ပြီးတော့ warranty activate လုပ်ကြတာဖြစ်တယ်ပေါ့နော်။အဲ့တော့ warranty activation date ကကို parking ဖောက်ပြီး register တင်တဲ့ရက်ကနေပြီးတော့စပြီးတော့တွက်တာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုထဲမှာကျွန်တော်က DJI Osmo Pocket 3ကို warranty register လုပ်ထားလားမလုပ်ထားလားစစ်တဲ့နည်းကိုကျွန်တော်ပြပြထားမှာဖြစ်ပါတယ်။ကျွန်တော်တို့ DJI warranty check ဆိုရဲဒီ website လေးရှိရဲအားလေးကိုကျွန်တော်ကနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်အမှ device info inquiry ဆိုတာလေးပေါ်လာလိမ့်မယ်အဲ device info inquiry ဆိုတော့ကျွန်တော်တို့ကဝင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့ဒီ serial number clean နဲ့ကျွန်တော်တို့က live ပြီးတော့ရှာပြီးတော့ warranty ကိုစစစ်လို့ရတယ်ခင်ဗျအဲ့တော့ဒီနေရာမှာကျွန်တော်တို့က search by serial number ဆိုရဲဝင်ပေးရမယ် please enter ဆိုရဲဒီနေရာလေးမှာကျွန်တော်တို့ရဲ့ Osmo Pocket 3ရဲ့ warranty ပေါ့နော်ကျွန်တော်တို့ဒီ serial number clean ကိုဒီနေရာမှာစပြီးတော့ရိုက်ပေးရမယ်ခင်ဗျအဲ့တော့ကျွန်တော်အခုတစ်ခါရေးရိုက်လိုက်မယ်ပေါ့နော်Okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ serial number လေးထည့်သွားပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ကဒါလေးကိုကျွန်တော်တို့က slide လေးလုပ်ပေးရမယ်ပေါ့နော် slide မလုပ်ခွင့်နဲ့တစ်ခါတန်းပြီးတော့ check လုပ်လို့မရဘူးခင်ဗျအဲဒါမှမဟုတ်ကျွန်တော်တို့နေရင်ဆုံး slide လေးလုပ်ပြီးဆိုတော့ကျွန်တော် check ဆိုတာလေးကိုနှိပ်ပေးရမယ်ပေါ့နော်အခုလိုမျိုးနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီကောင်လေးက activate လုပ်ပြီးသားလားမလုပ်ပြီးသားလားဆိုတော့အခုလိုမျိုးလေးပေါ်လာလိမ့်မယ်အကယ်၍ကိုယ့်ရဲ့အလုံးက activate မလုပ်ကြသေးတဲ့အလုံးလုံးဝမသုံးရသေးတဲ့အလုံးဆိုရင်ကျွန်တော်တို့ဒီလိုမျိုး activation time ရ none ဆိုပြီးတော့ပေါ်ရမယ်ပေါ့နော်အကယ်၍ကိုယ့်ရဲ့အလုံးက activate လုပ်ပြီးသားအလုံးဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာကိုက activate လုပ်ထားတဲ့ရက်ကလေးစပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင် activation လုပ်ပြီးပါပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Pocket 3ရဲ့ software rotation error ပါစစ်ကပါမယ်။အဲ့တော့ကျွန်တော်တို့က Osmo Pocket 3ကိုဖောက်ပေးခြင်းချိန်မှာကျွန်တော်တို့ဒီလိုမျိုးpower လေးပဲဖွင့်ပြီးတော့ screen လေးကိုစပြီးတော့သုံးမယ်ဆိုရင်ကျွန်တော်တို့ software rotation error ရှိလားမရှိလားမသိနိုင်ဘူးပေါ့နော်။အဲဒါကြောင့်မို့ကျွန်တော်တို့ screen လေးကို rotate လုပ်ပြီးတော့စစ်ကပါမယ်။အကယ်၍ကိုယ့်ရဲ့ Pocket 3မှာ software rotation error ပါခဲ့ဆိုရင်ကျွန်တော်တို့ရဲ့ screen လေးကလွယ်လွယ်လေးလည်လာမှာမဟုတ်ဘဲနဲ့အောက်ကိုပြန်ပြီးတော့ကျသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီချက်ကလည်းကျွန်တော်စစ်စစ်ဖို့အတွက်အရေးကြီးတဲ့ချက်တစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ Osmo Pocket ဒီမှာပါတဲ့ battery handle ကိုအားမဝင်ဘယ်လိုစစ်မလဲဆိုတော့ပထမဦးဆုံးကျွန်တော်တို့သူ့ရဲ့ small handle လေးကိုယူပြီးဆိုရင်ခုလိုမျိုးဖြုတ်လိုက်ပေါ့နော်ဖြုတ်ပြီးဆိုရင်တော့သူ့ရဲ့နေရာမှာကျွန်တော်တို့ကဒီကောင်လေးရဲ့ battery handle လေးကိုလာပြီးတော့တက်ပေးရမယ်တပီးဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့ screen လေးကိုပဲဖြစ်တစ်ချက်ထားလိုက်လို့ရတယ်။အဲ့ဒီနေရာမှာ charging ဆိုပြီးတော့ပေါ်လာလိမ့်မယ်။ charging ဆိုပြီးပေါ်လာရဆိုရင်တော့သူကအားလေးပြန်ပြီးတော့သွင်းပေးနေရပေါ့။နောက်တစ်ချက်ထားလိုက်တယ်ဆိုရင်တော့သူကအပေါ်မှာ pocket လေးရဲ့အောက်မှာဆိုရင်တော့ battery နဲ့အားလေးပေါ်လာလိမ့်မယ်ခင်ဗျ။အခုလိုမျိုးလေးပေါ်လာရဆိုရင်တော့ကျွန်တော်တို့ရဲ့ Osmo Pocket 3လေးကပါတယ် battery နဲ့လေးကလောက်လောက်ပါတယ်ခင်ဗျ။အဲ့ဒီပြီးဆိုရင်ကျွန်တော်တို့အနေနဲ့သူ့မှာပါတဲ့ mic 2လေးကိုစမ်းမယ်ပေါ့နော်ပထမဆုံးအနေနဲ့ mic 2ကိုမစမ်းခင်ကျွန်တော်တို့ mic ကလေးကို power လေးရင်ဆုံးဖွင့်ပေးရမယ်အဲ့တော့ mic မှာကျွန်တော်တို့ကဘက်နှစ်ဖက်ပါတယ်ဒီဘက်ကလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့ power လေးရင်ဆုံးဖွင့်ပေး power လေးဖွင့်ပြီးဆိုရင်တော့အများသောအားဖြင့် Osmo Pocket ဒီကတစ်ခါရေးတန်းတွဲပေးထားတဲ့ကင်မရာဖြစ်တဲ့အကြောင်းမလို့သူနာလေးမှာကတ်လိုက်အောင်နဲ့ auto လေးတန်းပြီးတော့ချိန်သွားမျိုးလေးရှိရပေါ့နော်အခုဆိုရင်လည်းတစ်ခါရေးတန်းပြီးတော့ချိန်သွားပြီအခုလိုမျိုးတစ်ခါရေးတန်းချိန်သွားရဆိုရင်ကျွန်တော်တို့ video record ကိုစပြီး record လုပ်ကြည့်လို့ရပြီပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့က record လုပ်တဲ့အချိန်လေးကကျွန်တော်တို့2မိနစ်3မိနစ်လောက်ပဲ record လုပ်တယ်ဆိုရင်ဒီကောင်လေးကတိတ်ပြီးတော့မသိတာဘူး။မိုင်းမှာပါတဲ့ဒီ error လေးကကြောင့်ကျွန်တော်9မိနစ်လောက် record လုပ်ကြည့်ပြီးမှစပြီးတော့သိတာလာမျိုးလည်းရှိရပေါ့နော်။ပုံမှန်ဆိုရင်တော့ဒီကောင်လေးကအတန်ပြတ်တာလားဆိုလို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကအတန်လေးကဝါးနေလားအဲ့လိုမျိုးလာပြီးဆက်လို့ရမျိုးလေးရှိရခင်ဗျ။အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့နင်ဆက်မယ်ဆိုရင်တော့ mic လေးပစနာလေးကပ်ပြီးတော့ကျွန်တော်9မိနစ်လောက်ပြောကြည့်ရမယ်လုပ်လို့ရပါတယ်ခင်ဗျ။ဟုတ်ခုဆိုရင်တော့ကျွန်တော်က DJI Osmo Pocket ဒီမွေယူခင်းနဲ့ဝယ်ယူပြီးချင်းမှာစစ်ဆေးရမယ်ချက်ကလေး၃ချက်ကိုပြပေးထားတာပဲဖြစ်ပါတယ်။အခုကျွန်တော်ပြပေးထားတဲ့ချက်ကလေး၃ချက်ကကြတော့ကျွန်တော်တို့အခုဒီ Osmo Pocket ဒီနေမှာမဟုတ်ဘူးပေါ့နော်။တခြား DJI ပဲ product နဲ့မဆိုကျွန်တော်တို့သူ့ရဲ့ဘူးအောက်မှာပါတဲ့ serial number ကလေးကျွန်တော်တို့ကစစ်ပြီးတော့သူ့ရဲ့ official website မှာသွားပြီးတော့စစ်ဆေးလို့ရပါတယ်ခင်ဗျ။အဲ့တော့အခုလိုမျိုးကျွန်တော်တို့ရဲ့ဒီ DJI Osmo Pocket ဒီ creator combo ကို non activated ဖြစ်ပြီးတော့ warranty service ခိုင်မာနဲ့ဝယ်ရှင်နေဆိုရင်တော့ကျွန်တော်တို့ Camera House မှာနေ့ပဲလာဝယ်လို့ရပါပြီခင်ဗျ။အဆုံးထိရှုပြီးတော့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ရမယ်နော်